ဒီအလယ်မှာဝင်ပလီလေးတာကူဟာသူ့မိဘတွေတပ်ဖြတ်ခံရတဲ့အမှန်တရားကိုသိရှိသွားခဲ့တယ်။အဲ့ဒီမှန်တရားသူ့ရဲ့စိတ်ကိုမီးလောင်တယ်လို့တုန်လှုပ်စေခဲ့ပြီးပူနာကျင်စေခဲ့တာတက်သွားတဲ့သူဟာသူ့ရဲ့ရင်းနှီးဆုံးတငယ်ချင်းမာနူဖြစ်နေခဲ့တယ်။ဒေါသနဲ့ဝမ်းနည်းမှုတွေကတာကူရဲ့စိတ်ကိုလွှမ်းမိုးသွားပြီးဒီကိစ္စကိုတွေးနေပဲဖြစ်ရှင်းရမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီလိုနဲ့မာနူကိုတတ်ဖို့အတွက်တောနဲ့ကြီးတဲ့ကိုတယောက်တည်းပြေးဝင်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲမာနူကလည်းအမှန်တရားကိုရှင်းပြဖို့တာကူစီကိုရောက်ရှိလာခဲ့တယ်။ဒါပေမဲ့ဒေါသနဲ့မျက်လုံးပိတ်နေတဲ့တာကူကမာနူရဲ့စကားကိုမကြားနိုင်တော့ဘဲတိုက်ခိုက်လိုက်တယ်။နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်ရင်မာနူကပြင်းထန်စွာဒဏ်ရာရပြီးလဲကျသွားခဲ့တယ်။အဲ့ဒီချိန်မှာမာနူကအသက်ရှူကြက်ကြက်နဲ့အကြောင်းအရာအားလုံးကိုရှင်းပြလိုက်တယ်။သူဟာမိတ်အောက်မှာလုတ်ခဲ့ရတာဖြစ်ပြီးအမှန်တရားကိုတတ်ခိုင်းတဲ့သူကတော့သူတို့ရဲ့ခေါင်းဆောင်မိုတိုဖြစ်တယ်ဆိုတော့တာကူသိရှိသွားခဲ့တယ်။အဲ့ဒီခဏလေးမှာပဲတာကူရဲ့ဒေါသကနောင်တအဖြစ်သူပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့အမကိုတီးပြီးမာနိုကိုကူညီထောက်ပံ့လိုက်တယ်။အမှန်တရားကိုသိပြီးနောက်တာကူနဲ့မာနိုဟာမိုတိုရဲ့ရက်ဆက်မှုကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။နှစ်ကောင်သားအတူတူတောနဲ့ကြီးရဲ့ထွက်လာခဲ့ပြီးမိုတိုကိုရင်ဆိုင်မှုခီးစားခဲ့ကြတယ်။ဒါပေမဲ့မိုတိုဟာသူတို့နှစ်ကောင်အဆင်ပြေသွားတော့အချိန်မှာသူ့ရဲ့စိတ်ထဲမှာမနာလိုမှုနဲ့ဒေါသတွေတက်ကြွလာခဲ့တယ်။သူတို့ကိုမပြတ်မကွက်ဖျက်ဆီးရမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါတောနဲ့ကြီးထဲမှာကြောက်မက်ဖွယ်ကန်နမာတိုက်ပွဲတစ်ခုစတင်ဖို့အချိန်ရောက်ရှိလာခဲ့တယ်။